ဒီကောင်ကြီးရတယ်ကွာမှောက်ပဲမှောက်နေရကဲဒါတော့လီဝမ်ဝီ9လာပြီပေါ့နော်ဘောလုံးသမားတွေတနာပါလေဒါနေစားလားပုတ်ပြက်လားမသိပုတ်ပြက်ပဲနေပါတောက်လျှောက်ကန်နေရလို့ဒါဂိုးတွင်းနဲ့ဝိုင်းအားကြီးကောင်းလိုက်တဲ့အဆုံးသက်ကွာနော်သူအေးလိုက်တဲ့အဆုံးသက်ကနော်ရှယ်ကြီးပါကျိုးဒါဝိုင်းအားကြီးကိုသွင်းသွားပါနော်ကြော်ပြီးနော်ကောင်းလိုက်တယ်ဒါဂိုးတွင်းရဲ့ဂိုးလေးပါဝိုင်းအားကြီးဒီကောင်ကြီးရတယ်ကွာမှောက်ပဲမှောက်နေရကွာနောက်ဖွဲမှောက်ချင်းတရောင်းတော့ဘယ်လဲမှောက်ပဲမှောက်နေကားဆွဲပြီးအဲ့ဒါတော့ကောင်းလိုက်တာကွာနော်အဲ့ဒါတော့ပေးရပါနော်ဒါဝိုင်းအားကြီးကကိုပါဒီဘက်ကဝိုင်းအားကြီးနိုင်သွားပါနော်ဒါကချင်းလန်းနဲ့ TG ချင်းလန်းရော body feint ကကျွတ်လာပြီလားကွာရွှဲပါပဲနော်ဒါချင်းလန်းတော့ဒါကွင်းကြီးသမားလေးထင်ပါတယ်နော်တချို့ချင်းလူမျိုးလေးလားမသိဘူးကျုံပြ body feint ပါနော်ရှယ်ကြီးပါဒါချင်းလန်းရဲ့ဂိုးပါနော်ဖူဆယ်နဲ့တိတ်သားမကြသေးလို့ပါနော်ဒီနှစ်မှဝင်ကန်တာဆိုတော့နောက်ဆိုတော့တော်တော်တဖြည်းကောင်းလာမှာဟောရုံကြီးတလန်းမဲ့ထုတ်ပြီးကန်တာဟောကျုံရှူတင်နေမှာဘာမှစားလို့လည်းမသိဘူးနော်သူတို့များထွက်လိုက်တယ်တလန်းမဲ့ထုတ်ပြီးကန်တာပျောက်ခံနေတာဒီဘက် TG နိုင်သွားပါရဲ့နော်ဒါက MIU နဲ့တင်လိုက်ရောကောင်းလေတယောက်တည်းမာဆွဲဘယ်လိုကိုကြီးကွာပေါင်ကြားကြီးတယ်နော်အဆုံးသက်ကြီးကောင်းလိုက်တာဒီဘက်တင်းလိုက်ရောတော်တော်ကောင်းပါရဲ့နော်ဂိုးပြက်တွေကိုဖြတ်ထားတာMIU ပါပလေးအဲ့မှာစခံစားရတာပဲလုံးနေကွာလုံးဝနော်ပါပလေးကော့ပဲလုံးဝဒီနေ့လဲပါပလေးကနေပြန်လိုက်တာ3လုံးလား4လုံးလားမသိအရန်လွန်တယ် MIU ပါပလေးကိုပြောလက်ရှိထိန်းနိုင်ဖို့ကနည်းခက်တယ်ပေါ့နော်ဒီဘွဲတော်တော်ကောင်းပါတယ်ဒီဘွဲတရေကြပါမယ်နော်ဒါက TG နဲ့ M2K ပေးထားပြီစိုင်းမင်းအောင်ပဲလက်ကန်တော့တယ်ရောင်ကြီးစိုင်းမင်းအောင်လားဟုတ်တယ်နော်သူတို့ကကချင်လူမျိုးတွေကဘယ်ညာရတယ်နော်ပျောက်ခံနေရနော်ကန်သွားတာဒါက M2K ကုန်ပြီဒီမှာတယောက်ထဲအထီးတော်ကြံနေလားမသိပါနော်ဒီဘွဲ M2K နိုင်သွားပါနော်ဒါက SGN နဲ့ Drinking 1CTC Drinking အလီရကွာနောက်ပွဲကျအဲ့လိုကန်မယ်ဆိုတယောက်ပြေးတာဖတ်လိုက်တော့ကောင်းလိုက်တာနော်ရှူတင်ကြီးကပွဲတိုင်းအဲ့လိုတွေဂိုးရနေနော်တကယ်ကောင်းပါလေအလီကတော့ပါဝါကြီးကကြောက်စရာကြီးနော်လွတ်သွားပြီလို့အဆင့်မြင့်တယ်ကွာနော်ဒီ2ယောက်အတွဲရလဲနော်ဒီ brother 2ယောက်ကလည်းအခုထိကိုအတွဲမိနေကိုကြည့်ပါဦးလုတ်သွားတာတွေကသူတို့အားထုတ်ရမယ့်နေရာမှာတိရယ်နော်အဲ့တော့လေအသက်ရွယ်ကြီးတဲ့အထိကိုကန်နိုင်တာဒီပွဲကတော့ drinking နိုင်သွားပါရဲ့နော်တကယ်ကောင်းပါရဲ့ဒီပွဲကတော့ဒါ BUC နဲ့ Sanfa good ကွာနော်ကန်မှုထုတ်ထားတာညကန်မှုဘယ်နဲ့တစ်ချက်ထုတ်လိုက်ကြည့်ရှယ်ပဲကောင်းပါနော်ဒါ BC ရဲ့ဂိုးပါvery good ကွာကွတ်တီပဲကွာကြည့်ပါဦးနော်ပွဲတိုင်းကိုခြေသွမ်းပြတယ်နော်ရှယ်ကြီးပါဒီပွဲက BC နိုင်သွားပါနော်ဒါ KKY နဲ့ Galaxy ဒါ KKY ကောင်းလေဘယ်ညာကြီးရောတောက်လျှောက်ကြီးvery good ပါနော်ဒါ KKY ရဲ့ဂိုးပါ KKY နောက်ပိုင်းပွဲတွေတောက်လျှောက်နိုင်လာပါရဲ့နော်တင်းဘောလည်းပိုကောင်းလာပါဒါတော့ Galaxy Power လေးတိုက်လိုက်တယ်ပေါ့နော်2-1နဲ့နိုင်သွားပါရဲ့ဒီဘက်က KKY နော်Galaxy တော့2မျိုးပိုကောင်းတယ်ပေါ့နော်နံပါတ်1နေရာတော့ဒါဖိအားပေးနေတဲ့အချိန်မှာရှုံးသွားဆိုဒါက7 brother နဲ့ AC 对ကောင်းလိုက်တဲ့ timing နော်ဒါရှေ့ပါပဲကြည့်ဦးနော်
ဒီဘက်ကပတ်အောင်ပတ်နေနော်လုံးဝကွက်တီအန်ကပဲနော်အဲ့ဒါကတော့7 brother တွင်းသွားတဲ့ဂိုးလေးပေါ့နော်ဒီပွဲမှာတော့7 brother နိုင်3မှတ်ရသွားတဲ့အတွက်ဒါထိတ်ဆုံးမှာတော့ဒါအမှတ်ဖြတ်ပြီးတော့ဥဆောင်လို့ရနေပေါ့နော်အဲ့ဒါကရွှေပြည်သားနဲ့ black crop အော်ရောင်ကြီးကောင်းလိုက်တဲ့ control ကွာနော်ဒီဘက်ကြီးတကယ်ကိုကောင်းတာပါနော်ရွှေပြည်သား covering ရဲ့နော်ဒီပွဲကရွှေပြည်သားနိုင်သွားပါရဲ့နော်ကောင်းပါတယ်နော် control ကဒါက7 dragon ကျောင်းဆရာသားတွေနဲ့ဟောရောင်ကြီးဇမင်းကြီးရကောင်းလိုက်တာကွာဟောဘယ်ညာလေးရင်းရကြီးကိုပါတယ်ကွာနော်ဇမင်းကြီးကတော့ share ပါပဲဒီပွဲက7 dragon နိုင်သွားပါရဲ့နော်ကောင်းလိုက်တယ်နော်ဖိတ်သွားတာတွေကဒါကတော့ဂျေဇက်ရန်ကုန်နဲ့ဒါဥလက်ဒါဂျေဇက်ရန်ကုန် sub play ပြီးရောကွာတောင်းထဲကိုကန်ချပါနော်ကောင်းပါနော်ဒါကတော့တပါပေါ့နော်ဒါဂျေဇက်ရဲ့အတွင်းကိုလေးပါကောင်းလေvery good ကွာဘယ်ညာရဲ့ကောင်းပါတယ်ဒါအမှားနှစ်ယောက်ရဲ့တွဲလုံးလေးပေါ့နော်ဒီပွဲကတော့ဥလက်နိုင်သွားပါတယ်